ကဲဗရာဒါတို့တီးကြတယ်မမမူရီကိုနဲ့မမကီကိုကျွန်တော်တို့ run သွားဆော်ရင်လည်းစကားထများကြတာကွာထများပြီးဘာတွေဆက်ဖြစ်မလဲဆိုတော့ချက်ကြည့်လိုက်မူရီကိုငါလာခေါ်ပြီအားရအေးစီမနဲ့ အေးပြီးတော့မှာလား အေးလေငါအေးပြီးဆော့မှာလေဘာလို့လဲ ဟဲငါပဲအေးပြီးတော့မှာဗောငါပဲတော့နေကြ ဟောရေးတဲ့လူနေကြသေးတယ် နင်းပြပဲအေးပြီးကင်တက်တယ်တင်လို့လားငါလည်းအေးပြီးကင်တက်တယ်လေ ဒီနေ့ဘာအေးပြီးကိုင်းတယ်လဲပြောပါအောင်ကဲ ချ အေးလို့အဲ့ဆိုနန်းကလည်းချောင်းပိုင်ဝမ်းဆော့မလား ဟာရချောင်းပိုင်ဝမ် ဆန်းငါတို့ကောင်းမလဲစော့တယ်ကဲနင်းကလည်းအဲ့လိုဆိုပြဘာကြီးတော့မှာလဲပြော အေးလို့ဘာကြည့်လို့ ပြောနင်းပြောလိုက် အဲ့လိုဆိုပြနင်းငါ့ကိုထုံးလို့ဆိုရှင်နင်းပိုင်းခံရမယ်ပြော ဟော အေးရတယ်မလီပြည်တိလာရဲ့မှာလည်းနေ โอ မ เค လေးငါတာရှိလိုက်ဒီငါကြိုက်မှာနင်းကောင်း ဟုတ်တယ်နေရာတွေပါချိန်ကို လိုက်တော့ โอเคချောင်းပိုင်ဝမ်ပါရည် Sandstorm may slow us down, but it can never stop our spirit. ကဲလောက်ပြီးခေါ်ပြီ စားလိုက်လေငါလည်းနင်းဘယ်လိုကြုံလဲဆိုကြည့်လိုက်က ဲစပြီနော် โอเค 2 ဟုတ်ပြီကြိုက်ပြီ 1 ချောင်းပိုင်ဝမ်းနင်းရီကောလေးအထားလေးပြပြီးတက်ပြ โอเคကြိုက်တယ် မဲ အော်ယောချောင်းရုပ်ဘန်းဖြစ်တယ် မှားဘန်းမိတာလေမှားဘန်းမိ ဟာအေးလို့ ချောင်းဘန်းဝဲဆော့တာကိုချောင်းမပြီးဘန်းတာတဲ့ဟဲ့အောင်ကြီးမူရီကိုတို့ကတော့လုံးလိုက်ဆောက်တလဲနေကြီးပဲ ငါနဲ့ငါကြီးသားနေရဘိုင်ဝမ်းကျုံနေကြရဲအဲ့ဒါငါတို့ဘန်းပဲငါတို့ချက်ချင်းတင်းကန်ရတော့အဲ့ဒါယူမှားပြီးကန်လိုက်တာ sorry အစ်စ်ပြေ အေးပါကွာဒီကွာ ခွေလို့မအေးဒီသားလေးချောင်းဘန်းမိတော့မလို့မှားတော့ ဟောရေးတွေ့လားချောင်းကြီးကိုကောက်ဘန်းတော့မှာ ကဲကျုံးမှာနော် အေးကျုံ ကန်ကျုံးမှာနေရောဒီလိုကောင်းမှာကိုတာချီလိုက်ထီကျုံးမှာငါ အဲချောင်းကြီးကကွာဘာချောင်းကြီးကိုဒီဘက်ချောင်းอ่ะဘိုးကေနဲ့ ငါဘိုကေမမဟုတ်တယ်မြန်မာပြည်တိမ့်တယ်မှာ โอเค စက်တော့မှာနေ ကဲဘရာနာတို့ကီကိုနဲ့မူရီကိုမချေပွဲအခုဂိမ်း1စပြီ ခွာခွင့်မပေးဘူးစောင့်ကြည့်လိုက် ဟောဘာဒီတော့မှမသိကွာမူရီဂိမ်း1စပြီ ကျက်ဝီကောနဲ့ကျက်မနေကျက်မပဲဟဲငါအဲဘုန်းကြီးရိုက်တယ်အမေကောင်းလိုက်တာကောင်းလိုက်တာတော်ကောင်းနေနော်တော်ကောင်းနေနော်ကောင်းပါလိမ့် ဘာဒီတော့မှမသိကွာ မလေးအေး အေး မလေးဟာကောင်းလေးချောင်းပြအလားလေးဟာမိုင်းလိုက်တာတကယ်ကြီးဟာမိုင်းပွေလို့မနေအောင်နော်ကောင်းပြ နင်တို့ပဲဆဲကြတော့နင်တို့ပဲပြောကြတော့ငါကတ်စမလုံနိုင်တော့လုံနင်တို့ပြောတာပဲငါနားထောင်မယ် မလေးရောအမအဲဘောမလေးနေလို့မြန်မာပြည်သိန်းနေငါဘယ်လိုလှော်မလဲဆိုစောင့်ဟဲ့นี่มาလေးတဲ့ဒီပါသေးဟဲ့ တို့မှ အေးတော်သေးတာပေါ့ဖိလစ်က ဟာအလားလေး မူရီကိုလွတ်သွားတာ တာကမှာမလေး ကဲတွေးစဆက်ပဲနော် နည်းနည်းတကန်စာပဲရှိတယ်ငါ တယောက်တကန်စားပဲနော် စာပဲရှိတယ် โอเค โอเคကြိုက်ပြီ โอเคဗျာလာပြီဟုတ်တယ် first blood ဟုတ်တယ်ဗျာမူရီကို1ကီကို0 ယုံလိုက်တော့နင်းလို့ကောင်းတော့ငါဘလို့တော့နင်းပြရမလဲဆိုတော့စောင့်ကြည့်လိုက် ဟုတ်ပြီဗျာ ဟုတ်ပြီကွာအလဲမှာပဲဆိုင်ရအလဲမှာပဲနေစမ်းပါညဘလို့ပြန်ပြမလဲဆိုတာကြည့်နေ ဟုတ်ပြီကြိုက်ပြီအမလေးအဲ့လိုစိန်ခေါ်တဲ့ကောင်မအောင်ငါလူကောင်မလက်ချင်တော့ โอเคဗျာ ကြိုက်လား မလေးလာတမ်းမှာမင်းမဘလို့ ဟုတ်တယ်ရောက်ရင် လောကမှာ တေးပြီလားမူရီကို ပြန်ပြမလဲဆိုတေးဆိုမှ အော်ရမတေးသွားဘူး အမလေးနင်းဖေလို့မငါမကူဖေလို့မနင်း ဟာရောရှောင်းသွားတာ နင်းတစ်ချက်ဖေလို့မနင်းတစ်ချက်ဖေလို့မလူကောင်မငါလိုက်ဖို့ လေးတဲ့ ရောက်ရင် ပိုင်ဝမ်းနဲ့မလေးပြေးနေလို့မပြီးဘူးနော်ပိုင်ဝမ်း ဟုတ်တယ်မှန်တယ်အမှန် မ ပဲ ပြေးလေးစောင့်မယ်ကြည့်လိုက်ညီမလေးအမလေးညီမလေး โอเคစောင့်မယ် ညီမလေးကိုကြုံကြအောင် တော့ဟုတ်တယ်ဗျာကန်တယ်ဟုတ်တယ်ဗျာ မေးပြီ မူရီကို2ကီကို0 တက်မလားနဲ့အဲ့လိုမျိုးလုတ်လိုက်မယ်နော်ဖေလို့မနင်းပြီမယ်နင်းပြီမယ် ဟုတ်တယ်ဗျာ တကယ်ပဲရှိတော့တကယ်ပဲရှိတော့ပေါင်းငါတာရှိလိမ့်ပြီဘလို့လား မူရီကို2ကီကို0ကဲလာပြီ 1k ပဲကျန်တော့နော်ဟုတ်တယ်ဗျာကန်တယ်အဲ့ရောတွေ့တဲ့ဇက်တော်မညော မလေးငယ် ဘလို့မရှိတော့ဖတ်တော့ အေးဟုတ်တယ်ဗျာရောက်ရင်မူရီကိုရားတာ စောက်တေဇန်ကန်နေတာ โอเคကြိုက်ပြီအဲ့လိုဟာမျိုးကြိုက်တာစိန်ခွန်တိမ်မော်ထိလိုက်ပြီမယ်ကဲငါလူခံ โอเคဗျာ2-1 နင်းမြက်ကညူတယ် โอเค လာ အမလေး ဟုတ်တယ်ဗျကန်တယ်ကီကိုကကန်တယ်ဗျာ အမအရန်ကျင်းလာပြီနော် ဟုတ်ရ
အလားလေးဘွားလောက်တော့ပြအောင်တော့ပြပြီနင်တော့တက်အောင်မနင်လို့ကောင်း ပြရင်ကြည့်မယ် နင်လို့ကောင်းမအောင်တက်ပိမယ်နင်လို့ကောင်းမအောင် ဟုတ်တယ်ဗျကြီးကွန်းတို့ နင်လို့ကောင်းမအောင်တက်ပိမယ်ဘလို့တက်ပိမလဲဆိုတာစောင့်ကြည့်လိုက်တော့လို့တက်ပိမလဲဆိုတာပဲ ဟုတ်တယ်ဗျရောအော်ရောတာဝပြစ်ကန်တာဟုတ်တယ် ဟာလာလိုက်ဘီလုံးอ่ะတက်ပါပဲဘီလုံးကြောက်ကြောက် သူတို့ကချတာနဲနဲရေ ဘလို့ အော်ရောဖလစ်ကိုင်းနဲ့တွဲတုံတာငါတော့မမြင်လိုက်ဘူးကွာ လို့မှာ ကြည့်လိုက်ငါလို့ကောင်းမမနင်ူရီကိုတော့မချုံနဲ့ ဆိုနင်နားလေဟဲ့ငါဘာလို့အမီမရလဲ ဘိုင်းဝပွဲမှာ MVP မပါဘူးဒီကွာ ဖေးလို့မှာဟဲ့ မလေးစင်တန်းစီရနင်လို့ကောင်းမရော နော် တယ်လို့ပုံမှာပိုင်မစတော့မရတဲ့ကောင်မှာအမလေးနှစ်ယောက်တည်းဆော့ပြီးလို့ ချုံတာတော့ MVP မရလို့တော့ဟို ကဲအဲ့လိုဆိုလို့ရှိရင်နင်ပါစားခံရမယ်နင်ဘာတက်နိုင် ကပါချမယ် ကိုကြီးဆိုင်ပေါ်နောက်တစ်ပွဲစား ဟုတ်ပြီနောက်တစ်ပွဲနော်ဒါရဆိုဒါ game 2ပေါ့ game 2ပေါ့ game 1ကမူရီကိုနိုင်တယ် game 2ဒါ မလေးမေးပြီးတော့ game 2